မေတ္တာအားကြီးတဲ့လူရဲ့မျက်နှာအေးချမ်းလိမ့်မယ်ကြည်ရတဲ့ပုဂ္ဂိုလ်ဘာဖြစ်သွားကူးဆက်သွားတာနော်မုခဝန္တောဝိပ္ပတိတဲ့တည်နော်မျက်နှာကိုကြည်လင်းစေမယ်တန့်ရှင်းစေမယ်မျက်နှာဆိုတာစိတ်ရဲ့ရောင်ပြန်ဟပ်မှုတွေကိုအများကြီးတွေ့မြင်ရတဲ့နေရာလို့ဘုံဘုံထင်တယ်ဟုတ်လားဒီမျက်နှာလေးကိုကြည့်လိုက်တာနဲ့စိတ်တွေကြည်နေသလားနှောက်နေသလားကြောက်နေသလားရဲရင်နေသလားအများကြီးသိနိုင်ဟုတ်လားအဲ့တော့စိတ်ထဲမှာမေတ္တာဓာတ်တွေကိန်းနေပြီဆိုရင်ဒီအရှိန်မေတ္တာရဲ့အရှိန်ဟာမေတ္တာမှာအများကြီးလာပြီးတော့တွေ့ရလိမ့်မယ်မြင်ရလိမ့်မယ်ဟုတ်လားအဲ့ဒါမြတ်စွာဘုရားဘယ်လိုမြင်ရမလို့ပြောတော့ကြည်ကောင်းလိမ့်မယ်စက်သေးရှိလိမ့်မယ်မင်္ဂလာရှိလိမ့်မယ်အထူးသဖြင့်မေတ္တာအားကြီးတဲ့လူရဲ့မျက်နှာအေးချမ်းလိမ့်မယ်ကြည်ရတဲ့ပုဂ္ဂိုလ်ဘာဖြစ်သွားကူးဆက်သွားတာနော်တိုးတန်စိတ်တန်တမာတိယတိမုခဝန္တောဝိပ္ပတိယတိပြီးတော့ဗာပြောအတံမုံလောကာလံကရောတိတဲ့ဘဝမှာမဖြစ်မနေရင်ဆိုင်ကြရမယ်အကြီးမားဆုံးပြဿနာလို့ဆိုရမယ်သိခြင်းတရားအဲ့ဒါကိုရင်ဆိုင်တဲ့နေရာမှာမတုံမလုတ်မကြောက်မရွံ့တည်တည်ငြိမ်ငြိမ်ချမ်းချမ်းသာသာရင်ဆိုင်နိုင်စေလိမ့်မယ်လို့ဟောမေတ္တာတရားရဲ့စွမ်းရည်တတ္တိသိခြင်းကိုတောင်မှမလုပ်နိုင်တော့ရင်ဆိုင်နိုင်တဲ့အစွမ်းဟုတ်လားပြီးတော့ဗာတော့ဥတ္တရိအပရိဝိဇ္ဇံတော့ဗြဟ္မလောကုဘဂောဟောတိတဲ့နော်တကယ်လို့ယန္တာမဖြစ်သေးလို့ဘဝဇတ်မသိသေးဘူးဟုတ်လားဆိုလို့ရှိရင်အထက်မဲ့ဉာဏ်ဖူဉာဏ်တွေကိုမရသေးဘူးဆိုလို့ရှိရင်ဗြဟ္မပြည်ကိုရောက်လိမ့်မယ်တဲ့နော်ငါသေးရင်ဒုတိယဘဝမှာအပေမြန်ရောက်လိမ့်မလားလို့စိုးရင်စရာမလိုဘူးမေတ္တာသာအားကြီးမယ်ဆိုလို့ရှိရင်အဲ့တော့သူကဘာတော့ပြစ္ဆုတ်ပံမှာတွေ့နေရတဲ့ကြုံနေရတဲ့ဘေးအန္တရာယ်တွေမကြမရောက်အောင်လုံခြုံအောင်ကာကွယ်စောင့်ရှောက်နိုင်ုံမြမကဘဲနဲ့ဒုတိယဘဝအနေနဲ့ပြောရရင်အနာဂတ်ဘဝမှာနော်အပေပုံနဲ့ပတ်သက်ပြီးတော့ကြောက်စရာညွန့်စရာမရှိအောင်ကာကွယ်စောင့်ရှောက်နိုင်တဲ့အနေအထားကိုပါဘုံဘုံတို့မတွေ့ရဘူးလားတွေ့ရနော်အပေဘေးကြီးကိုတောင်မှလုံခြုံစေတယ်ဆိုတဲ့အတိတ်ပဲဟုတ်လား